ဗီဒီယိုစမှာဂျိုးတစ်ခုပောက်ကွဲပျက်စီးသွားပြီးအဲ့ဒီတိုက်ထဲကနေထူးဆန်းတဲ့နည်းပညာမြင့်တစ်တာတစ်လုံးဟာအာကာသထဲကိုလွင့်စင်လာပါတယ်အဲ့ဒီတစ်တာကနေမိဘလိုအလင်းတန်းတွေထွက်ပေါ်လာပြီးစကြဝဠာတွေဖြတ်တန်းလာတဲ့ကနောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ကဘာမြေရွာစီကိုဥတီပြီးပြန်တန်းလာပါတော့တယ်အရှိန်ဟုန်နဲ့ပြန်တန်းလာတဲ့အဲ့ဒီတစ်တာဟာမြို့ပြတစ်ခုရဲ့ကွင်းပြင်ကျဲတဲ့ကိုပြင်းထန်စွာကြားရောက်ပောက်ကွဲသွားခဲ့ပါတယ်အဲ့ဒီအနီးနားမှာနေထိုင်တဲ့လင်းများနှစ်ယောက်ဟာငလျင်လုတ်တဲ့အမှတ်နဲ့လမ်းနိုးလာပြီးအပြင်ထွက်ကြည့်တဲ့အခါမှာတော့ပောက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ကျင်းကြီးထဲမှာထူးဆန်းတဲ့ကလေးငယ်တစ်ယောက်ကိုတစ်တာထဲကနေတွေ့ရှိသွားခဲ့ပါတယ်သူတို့ဇနီးမောင်နှံမှာလည်းအရင်ကသားသမီးဆုံးရှုံးမှုတဲ့အသိရှိခဲ့တာမို့ဒီကလေးကိုဖျားပေးတဲ့လက်ဆောင်အဖြစ်သဘောထားပြီးရဲစခန်းကိုမတိုင်တော့ပဲမွေးစားဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကလေးကိုလည်းလီယန်လို့အမည်ပေးခဲ့ပြီးနေမင်းကြီးလိုရဲရဲတောက်ရှင်းတန်းနိုင်ပါစေလို့ဆုတောင်းပေးခဲ့ကြပါတယ်လီယန်လေးအရွယ်ရောက်လာတဲ့အခါမှာတော့တာမန်လူသားတွေနဲ့မတူတဲ့စွမ်းအားတွေရှိနေတာကိုမိဘတွေသတိထားမိလာပါတယ်နှင်းပွင့်လေးတွေကိုလက်ပွားပေါ်မှာမပြောကြအောင်ထိန်းထားနိုင်ခြင်းထမင်းစားရင်ပြုတ်ကျသွားတဲ့ပကံကိုမော်ဆွမ်းရင်တို့လေလိုင်းနဲ့ဖမ်းထိန်နိုင်ခြင်းတန်ကြားတွေကိုလက်ကလာနဲ့အလွယ်တကူဆွဲပြစ်ပစ်နိုင်ခြင်းစတာတွေပဲဖြစ်ပါတယ်ဒါကိုမြင်ရတဲ့မွေးစားဖခင်ဖြစ်သူကစိုးရိမ်စိတ်ဝင်လာပြီးလီယန်ကိုအပြင်လူတွေရှိမှဒီလိုစွမ်းအားတွေကိုဘယ်တော့မှထုတ်မသုံးဖို့တိတိကျကျမှကြားဆုံးမှခဲ့ပါတယ်တနေ့မှာတော့လီယန်လေးလမ်းပေါ်မှာကစားနေတော့ကောင်လေးတစ်ယောက်ကသူ့ရုပ်ကိုလူယူပြီးတွန်းထုတ်လိုက်ပါတယ်လီယန်ကပြန်တွန်းလိုက်တဲ့အခါမှာတော့သူ့ရဲ့မခံမရနိုင်တဲ့အရှိန်ဟုန်ကြောင့်ဟိုကောင်လေးဟာလွတ်စင်လဲကျသွားပြီးမိုးပါလေးရောဒါကိုမြင်သွားတဲ့ပတ်ဝန်းကျင်ကလူတွေကလီယန်လေးကိုမိဘမှာဆုံးမတဲ့ကလေးမိတ်ဆာကောင်လူထုလူဆန်းဆိုပြီးဝိုင်းဝန်းကဲ့ရဲ့ပြစ်တင်ကြပါတော့တယ်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့ပြစ်တင်မှုတွေကြောင့်စိတ်မကောင်းဖြစ်ပြီးအမေသားကတကယ်ပဲမိတ်ဆာကောင်လူမျိုးအကောင်ဆန်းကြီးလားလို့လီယန်လေးကငိုပြီးမေးရှာပါတယ်အဲ့ဒီခါမိခင်ဖြစ်သူကမျက်ရည်တွေဝဲရင်းမင်းကမိတ်ဆာကောင်မဟုတ်ပါဘူးမင်းကတို့ရဲ့ယန္တနာလေးပါလို့ဖက်လဲတကင်းချုံမောအားပေးပါတယ်ဖခင်ဖြစ်သူကလည်းလီယန်ရဲ့စွမ်းအားကြီးမှုကတဘာဝကပေးတဲ့လက်ဆောင်တစ်ခုဖြစ်ပေမဲ့တာမန်လူတွေကတော့ဒါကိုကြောက်ရွံ့ကြပြီးလီယန်ကိုဖမ်းခေါ်သွားနိုင်ကြောင်းရှင်းပြပါတယ်ဒါကြောင့်မင်းကိုမင်းအမြဲဖုံးကွယ်ထားပါလို့မှာကြားတဲ့အခါလီယန်လေးကလည်းလိမ္မာတိတက်စွာနဲ့ဂရုပေးခဲ့ပါတယ်အချိန်တွေကုန်ဆုံးသွားပြီး10နှစ်အကြာမှာတော့လီယန်လေးဟာချုံမောခံရတဲ့တက္ကသိုလ်ကျောင်းသားလူငယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်သူဟာပင်ဟိုင်တက္ကသိုလ် Benham University မှာပညာသင်ကြားခွင့်ရရှိခဲ့ပြီးကျောင်းအပ်တဲ့နေ့မှာမိဘနှစ်ပါးကလိုက်လံပို့ဆောင်ပေးပါတယ်မိဘတွေကကျောင်းမှာသူတစ်ပါးနဲ့မငင်းခုန်ဖို့ပြဿနာမရှာဖို့နဲ့မိမိရဲ့စွမ်းအားတွေကိုအမြဲလိုဝက်ထားဖို့ထပ်မံမှာကြားပြီးစိတ်မချနိုင်ပဲပြန်သွားကြပါတယ်တက္ကသိုလ်ရောက်တဲ့အခါလီယန်ဟာမိဘတွေရဲ့စကားကိုနားထောင်ပြီးလူအများနဲ့မရောနှောပဲအမြဲတမ်းနောက်ဆုံးခုံမှာပဲတယောက်တည်းထိုင်နေရှိပါတယ်အတန်းဖော်ကောင်းမလေးတွေကလည်းသူကကျောင်းမှာနေတာနှစ်ရှိပြီးစကားပြောတာတစ်ခါမှမကြားဘူးလူကတော့တန်တန်ပြန့်ပြန့်လေးနဲ့ချောပါတယ်ဒါပေမဲ့လူအများနဲ့မဆက်ဆံတတ်တဲ့ယောဂ social anxiety ရရှိပုံရတယ်သူ့ရဲ့တရှိမှုကိုတော့သတိမထားမိတော့အောင်အေးလုံးနဲ့ဆိုပြီးအချင်းချင်းတီးတိုးတင်းပြောနေကြပါတယ်ဒီနေ့မှာဆီယာမကသင်ခန်းစာမေးခွန်းတွေမေးဖို့အတွက်လီယန်ရဲ့နာမည်ကိုခေါ်လိုက်ပါတယ်လီယန်ကအတန်းထဲမှာထွက်လိုက်တဲ့အချိန်မှာပဲရှေ့ခုံကလှပပြီးအေးဆက်တဲ့အသွင်ပြင်ရှိတဲ့ကျောင်းသူကောင်မလေးတစ်ယောက်ကလှည့်ကြည့်လာပါတယ်ကျောင်းစင်းချိန်ပြီးမှလီယန်တယောက်အခြားကျောင်းသားတယောက်နဲ့မတော်တဆပကုံးချင်းတိုက်မိသွားပါတယ်ထိုကျောင်းသားကတောင်းပန်ပြီးထွက်သွားတဲ့အခါလီယန်ကဘာမှမဖြစ်ပါဘူးဆိုတဲ့ပုံစံနဲ့ခေါင်းကြီးပြလိုက်ပြီးမဲ့ဘေးကဖျက်လျှောက်သွားတဲ့ရေခဲနဲ့ဖျားမလိုမိန်းကလေးကတော့လီယန်တိုက်မိတာကိုထူးဆန်းတယ်လို့လှည့်ကြည့်သွားခဲ့ပါတယ်အဲ့ဒီနောက်တက္ကသိုလ်ရဲ့ကွင်းပြင်ထဲမှာကိုခန္ဓာကြန့်ခိုင်မှုစစ်ဆေးခြင်းပြုလုပ်ကြပါတယ်ဆရာဖြစ်သူကဝီစီမုခရတန်ပေးပြီးအားလုံးကိုတတိပေးလိုက်တယ်အပြေးပြန်ပွဲစတင်တဲ့အခါအခြားကျောင်းသားတွေကလီယန်ကိုအားနေတဲ့သူတယောက်လိုကြည့်ပြီးလောင်ပြောင်ချင်နေကြတယ်ပြန်ပွဲစတာနဲ့လီယန်ဟာနောက်ဆုံးကနေပန်းဝင်လာပြီး15စက္ကန့်20တောင်ကြာသွားခဲ့လို့မော်ဟိုက်ပြီးဒူးပေါ်လက်ထောက်ကနားနေရရှာတယ်နောက်ထပ်စစ်ဆေးမှုဖြစ်တဲ့အလျားခုံပြန်ပွဲမှာလည်းလီယန်ဟာ1မီတာ2ပဲခုံနိုင်ခဲ့လို့ဆရာကကြာရှုံအမှတ်မပြေလို့တတ်မှတ်လိုက်ပြီးဘေးကကျောင်းသားတွေကပါ1မီတာရှိတဲ့အရက်အမောင်းကြီးနဲ့ခုံတာကမိန်းကလေးတွေထက်တောင်ညံ့သေးတယ်ဆိုပြီးဝိုင်းလောင်ကြပါတယ်နောက်ဆုံးတန်းဆွဲတန်ပွဲမှာလည်းလီယန်ဟာတစ်ချက်ပဲဆွဲနိုင်ပြီးအပြက်ကပြုတ်ကျသွားခဲ့တယ်ညနေမိုးချုပ်တဲ့အထိလီယန်ဟာအားကစားကွင်းပွဲကြည့်စင်မှာတယောက်တည်းထိုင်ပြီးသူ့ရဲ့အားနည်းချက်တွေအတွက်စိတ်ပြတ်အားငယ်နေမိတယ်သူဟာငငယ်ကမိဘတွေကမိမိကိုယ်တေချာဖုံးကွယ်ထားပါလို့မှာခဲ့တဲ့စကားကိုပြန်တွေးနေမိတော့ကျောင်းကလူမိုက်အုပ်စု3ယောက်ရောက်လာပြီးလီယန်ကိုဝိုင်းလိုက်ကမင်းကအားကစားစစ်ဆေးမှုမှာအကုန်ကြရှုံးတဲ့အချောက်လူပြောဖက်ဆိုပြီးလာရောက်ရန်စပါတော့တယ်